တာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာတော့ခုတလောအဖြစ်များနေတဲ့ Gmail နဲ့မှန်တယ် password နဲ့မှန်တာနဲ့ no password ကြီးပဲပြနေတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်ပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ VPN ချိတ်လိုက်ပါမယ်VPN ချိတ်တော့ပြီးဆိုပြန်ထွက်လိုက်ပါFacebook ထဲဝင်လိုက်ပါဒီနေရာမှာမိတ်ဆွေတို့ဟိုဖွင့်ထားတဲ့ Gmail နဲ့ဖွင့်ထားတဲ့ Gmail ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ဖုန်းနံပါတ်ပဲထည့်ပေးလိုက်ပါကျွန်တော်တို့ Gmail နဲ့ဖွင့်ထားတယ် Gmail ရိုက်ပြီးတော့ဆိုဒီအောက်ကစာတန်းထဲမှာ password ရိုက်ထည့်ပေးလိုက်အဲ့ဒီပြီးတော့ဒီနေရာလေးကိုနှိပ်လိုက်ပါအစိုးရမှားနေပါတယ်ဆိုပြီးပြနေပါတယ်အဲ့ကျွန်တော်အပြင်ကိုပြန်ထွက်လိုက်ပါ Play Store တွေတွားပြီးတော့ကျွန်တော် software တစ်ခု download လုပ်ရပါတယ်server မှာ UC browser ဆိုပြီးရိုက်ချလိုက်ပါမှာပါဟို download လုပ်လိုက်ပါdownload လုပ်ပြီးတော့ပြန်ထွက်လိုက်ပါစော်ရလာပြီဆိုရင်ကျွန်တော်တို့ Facebook ID တစ်ခုလိုပါတယ်ခုနကကျွန်တော်လိုချင်တဲ့ Facebook အကောင့်ရဲ့ ID ပါမက်ဆေ့တို့တနည်းချင်းဖုန်းကားပဲဖြစ်ဖြစ်မို့ဒီပြင်အကောင့်ကနေပဲဖြစ်ဖြစ်လိုက်ချလိုက်ပါကျွန်တော်ကတော့ဒီမှာရိုက်ချထားတာရှိပါတယ်ဒီကောက်ကိုယူပြပါမယ်ဘေးနာဆက်ကလေး30ကိုနှိပ်လိုက်ပါ copy link ကိုတစ်ချက်နှိပ်လိုက်ပါပြန်ထွက်လိုက်ပါတော့ download ဆွဲထားတဲ့ UC browser တွေဝင်လိုက်ပါFacebook ကိုနှိပ်ပါဒီနေရာမှာကျွန်တော်တို့ copy ယူလာတဲ့ link ကိုပြထားပါပြချပြီးတော့ဆိုရင်ကျွန်တော်တို့ကဒီနံပါတ်တွေပဲယူပါမယ်ကျွန်တော်လည်းအကုန်ဖြတ်လိုက်ပါpassword ရိုက်ခဲ့ပါpassword ရိုက်ပြီးတော့လောင်းရင်တစ်ချက်နဲ့โอเคနှိပ်ပါ
ရတော့ပါဘူးအဲ့တော့ဒီကောက်ကိုကျွန်တော် software တွေကိုပြန်ဝင်ပြပါမယ်ဒီနေရာကိုလည်းဒီနေရာမှာ message ရဲ့ Gmail နဲ့ password ကိုပြန်ရိုက်ထည့်ပေးလိုက်ပါမရတော့ပါဘူးဒီမှာပါနော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အတွက်တစုံတရာကြိုးရှိမဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe ဖိတ်ခဲ့ပေးပါ